Hey Linus အရင်ဗီဒီယိုမှာကျွန်တော် AI နဲ့ music တခြင်းတွေဘယ်လိုဖန်တီးရတယ်ဆိုတော့ပြောပြပေးသွားပြီဆိုတော့ဒီဗီဒီယိုမှာတော့ AI နဲ့ဗီဒီယိုတွေဘယ်လိုဖန်တီးရမလဲဆိုတော့ပြောပြပေးသွားမယ် Google ရဲ့ Veo 3 နီးပါးလောက်ရှိတဲ့ AI video generator application တစ်ခုအကြောင်းကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမယ်အဲ့ဒီ application ရဲ့နာမည်က Pixbus Okay အဲ့ဒါဆိုရင်အဲ့ဒီ application ကိုသုံးပြီးတော့ဘယ်လိုဗီဒီယိုတွေဖန်တီးရမလဲမြန်မာလို prompt ပေးပြီးတော့ဗီဒီယိုတွေဘယ်လို generate လုပ်မလဲဗီဒီယို free ရအောင်ဘယ်လိုထပ်လုပ်မလဲစတဲ့အကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ် Okay စရကြရအောင်အရင်ဆုံးကျွန်တော်တို့ဒီ Pixbus ဆိုတဲ့ application ကို Google Play Store ကနေပြီးတော့ download ဆွဲလိုက်မယ်အပြင်က download ဆွဲခြင်းနဲ့ဆွဲပေါ့နော် download ဆွဲပြီးတော့ဒီလိုဖွင့်လိုက်ပြီဆိုရင်ဒီမှာတွေ့ရမယ် Your imagination comes to life ဆိုပြီးတော့ login ဝင်တဲ့ page တွေရောက်ပါမယ်အဲ့မှာကျွန်တော်တို့က login with email ဖြစ်ဖြစ် login with Google ဖြစ်ဖြစ်ကြိုက်တာရွေးလို့ရတယ် Apple device မှာကြတော့ login with Apple ရွေးလိုက်မယ်ကျွန်တော်ဒီမှာ Google နဲ့ login ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတွေ့ရမယ် your nickname ဆိုပြီးတော့ your nickname နေရာမှာကျွန်တော်တို့နာမည်ကိုရဲ့နာမည်ကိုကြိုက်တယ်လို့ထည့်ပြီးသွားပြီဆိုရင် date of birth ကိုရွေးပေးလိုက်ရွေးပြီးတော့ပြောင်းရင် gender ကိုရွေးပေးလိုက် male လား female လားဆိုတာကိုရွေးပေးလိုက်မယ်အကုန်လုံးရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်မှာ referral code ဆိုတာရှိတယ်အဲ referral code ဆိုတာဟာကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာထည့်လိုက်မယ် referral code နေရာမှာ 8KK8U0OS ဆိုပြီးထည့်လိုက်မယ်ကျွန်တော်ဒီ code ကိုအောက်က description မှာလည်းကျွန်တော်ချပေးထားမယ်နော် Okay အဲ့ဒါပြီးသွားပြီဆိုရင် let's start ဆိုတော့နှိပ်လိုက်မယ် Okay let's start နှိပ်ပြီးသွားပြီဆိုရင် successful ဖြစ်သွားမယ် successful ဖြစ်သွားပြီဆိုရင် counter ကိုရောက်သွားပြီ Okay ဒီမှာကျွန်တော်တို့ထိတ်ဆုံးမှာ160ဆိုပြီးတော့ရှိတယ်မိုးချိုးပုံစံလေးနဲ့160ဆိုတာရှိတယ်အဲ့ဒါ creditတွေကိုသုံးပြီးတော့ကျွန်တော်တို့ဒီ video create လုပ်မှာ AI video တွေကို create လုပ်မှာအဲ့တော့ကျွန်တော်တို့ login ဝင်ခံဒီမှာ referral code ဆိုတာတွင်းခဲ့တယ်အဲ့တွင်းခဲ့လို့ဒီမှာ100 point ရသွားတာသူက daily reward ကကြတော့60 point ရတယ်အဲ့တော့ဒီမှာ160ဖြစ်နေတာအဲ့ဒါမထည့်ဘူးဆိုရင် referral code နဲ့မှာအဲ့ခုန code မထည့်ဘူးဆိုရင်ဒီမှာ60ပဲဖြစ်နေမှာ Okay ဒီ credit တွေကိုဘယ်လို free ယူရမလဲဆိုတာဟာကိုကျွန်တော် video နောက်ဆုံးမှာပြောပြပေးမယ်နော်အခုတော့ဒီအပေါ်က template တစ်ခုကိုယူသုံးလိုက်မယ် use template ဆိုတာကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင် gallery ထဲမှာပုံတစ်ခုရွေးလိုက်မယ်ဒီမှာကျွန်တော် Iron Man RDJ ရဲ့ပုံကိုရွေးလိုက်မယ် RDJ ရဲ့ပုံကိုရွေးပြီးတော့အောက်မှာ create ဆိုတဲ့ဟာလေးရှိတယ်20 creative ကိုသုံးမယ်ဆိုတဲ့အတွက် create ဆိုတာနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ your video is generating ကျွန်တော် video လုပ်နေပြီသူအဲ့တော့ကျွန်တော်ဘာမှတော့ကြည့်မယ်ဆိုတော့အောက်က mine ဆိုတဲ့နေရာမှာတော့ကြည့်မယ်အဲ့မှာကျွန်တော်တို့ video ရှိတယ် play လုပ်ကြည့်လိုက်မယ် play လုပ်တဲ့အခါမှာ line မကောင်းဆိုရင်တော့အဝိုင်းလေနေတက်တယ်အဲ့တော့ကျွန်တော်တို့က download ဆွဲပြီးတော့ gallery မှာပဲပြန်သွားကြည့်မယ် Okay အဲ့ဆိုရင်ကျွန်တော်တို့က download ဆိုတဲ့ button ကိုနှိပ်လိုက်မယ် MP4 နဲ့ GIF ဆိုတာရှိတယ်အဲ့တော့ MP4 ကိုပဲရွေးလိုက်မယ် Okay အဲ့ဆိုဒီမှာ download လုပ်နေပြီ download လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ gallery ထဲမှာပဲသွားကြည့်လိုက်မယ် post လုပ်မလားဆိုတာကိုမေးတာ post မလုပ်ချင်ဘူးဆိုရင် cancel လုပ်လိုက် post လုပ်တယ်ဆိုတာကကျွန်တော်တို့လုပ်ခဲ့တဲ့ဒီ video တွေကို line ပေါ်မှာတခြားတကယ်ကြီးတွေပါသိအောင်ဆိုပြီးတော့ share လုပ်ခိုင်းတာဘယ်လို့လဲ post မလုပ်တဲ့အတွက် cancel နှိပ်ပြီးတော့ gallery မှာသွားကြည့်မယ် Okay အဲ့ဆိုမှာကျွန်တော် gallery ဝေကြည့်လိုက်ပြီဆိုရင်ရသွားပြီနော် video က Okay ကျွန်တော်ဒီအပေါ် down လေးရဟာအမှ180ဆိုတဲ့ဟာလေးအဲ့ဒါလေးကို click ချက်နှိပ်ပြီးသွားပြီဆိုရင် basic ဆိုတဲ့ဘေးနာ180မိုးချိုးပုံစံလေးဟာလေးကို click နှိပ်ပြီးသွားပြီဆိုရင်အဲ့ကောင် credit တွေကိုယ့်ဝေးမှာရှိတဲ့ credit အကုန်လုံးအဲ့မှာတင်လာတာ Okay အဲ့ဆိုရင်ဒီမှာ daily login အတွက်ကျွန်တော်60 credit ရမယ် publish a video တစ်ခုကိုကျွန်တော် create လုပ်ပြီးသား video ကို publish line ပေါ်မှာတခါတည်းတခြားတကယ်ကြီးတွေပါသိအောင်တင်ထားမယ်ဆိုရင် post တင်လိုက်မယ်ဆိုရင်10 credit ရမယ်အဲ့ဒါပြောမှဆိုရင် daily reward နေ့တိုင်းအဲ့ဒါရမှာ60ရမယ်10တစ်ခုနောက်ပြီး share video တစ်ခုကိုကျွန်တော် share မယ်ဆိုရင်လည်း10 credit ရမယ်နောက်ပြီးတော့ကြော်ညာကြည့်မယ်ဆိုရင်လည်းကျွန်တော်တစ်ခါကြည့်မယ်ဆိုရင်30 credit ရမယ်နောက်ပြီးတော့ application ကိုသူ့ရဲ့ဟိုမှာ Google Play Store မှာတွားပြီးတော့ rate လုပ်ပေးရဆိုရင်အမှတ်ပေးရဆိုရင်30 credit ရမယ်နောက်ပြီးတော့ကျွန်တော်တို့ customize your profile ဆိုတော့ profile ကို customize လုပ်ထားတဲ့အတွက်ကျွန်တော်10ရပြီးသားဒါ one time reward တွေအဲ့တော့အောက်ဆုံးမှာကျွန်တော်ကြည့်မှာ reward from friends ဆိုတာရှိတယ်အဲ့ဒါကျွန်တော်ခုနကုတ်ထည့်လိုက်လို့အချိန်မှာ100 point ဆိုတာရသွားတာလေအပေါ်မှာ100 point ဆိုတာရသွားတာအဲ့တော့ login ဝေချင်းအဲ့တော့ကျွန်တော်ပေးထားတဲ့ကုတ်လေးကိုထည့်ပြီးသွားဆိုရင်100 credit ရမယ်ငကို daily credit က60ဆိုတော့160 credit ကဝင်ချင်းရသွားလိမ့်မယ် Okay အဲ့ဆိုရင် video generate ဘယ်လိုလုပ်အောင်လဲဆိုတာကိုတစ်စိမ်ချင်းစလိုက်ရအောင်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ template ဆိုတဲ့နေရာမှာကျွန်တော်အသင့်သုံးရုံပဲဒီ template လေးတွေတစ်ခုကို prompt တွေပါရေးစရာမလိုတော့ဘူးတခါတည်းတန်းပြီးသုံးရုံပဲ template ကိုယူသုံးလိုက်ရုံပဲကိုလိုချင်တဲ့ပုံစံကိုဒီမှာတစ်ခုရွေးပြီးတော့ကိုပုံလေးနဲ့ပြောင်းလိုက်ရုံပဲ
Okay ဒီမှာကျွန်တော်အရင်တော့ create လုပ်ပြီးသားတယ်ဒီမှာရှိတယ်ကို profile တစ်ခုအဖြစ်သူကဖန်တီးပေးထားတယ်ကို create လုပ်ပြီးသားကိုဒီမှာကြည့်ဝင်ကြည့်လို့ရတယ်ဟို download ဆွဲခြင်းနဲ့ဆွဲလို့ရတယ်ပြောရမယ်ဆိုရင်ဒီကောင်က social media တစ်ခုပုံစံပဲ TikTok လို့ပါလို့ပုံစံဒီကောင်က AI ကိုသုံးပြီးတော့ AI video တွေကိုသူကဟိုလောက်ထားတာပေါ့ upload တင်ထားတာပေါ့ user တွေကသူ့ဘာသူ create လုပ်ပြီးတော့ဒီ platform တစ်ခုပေါ်မှာ upload တင်ထားတာ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့အခု image to video create လုပ်ကြည့်မယ်ဓာတ်ပုံကနေပြီးတော့ video ပြောင်းကြည့်မယ်အရင်ဆုံးတော့ plus sign ကိုနှိပ်ပြီးတော့ဓာတ်ပုံတစ်ခုသွားရွေးမယ်ဒီမှာချင်းသစ်ပုံတစ်ခုကိုရွေးလိုက်မယ်ချင်းသစ်ကိုဘာလုပ်ခိုင်းမလဲဆိုတော့ကြောင်တကောင်နဲ့လမ်းလျှောက်ခိုင်းမယ်အဲ့တော့ကျွန်တော်တို့စာရေးမယ် a lion walking with a cat ကြောင်တကောင်နဲ့ချင်းသစ်တကောင်လမ်းလျှောက်နေတဲ့ပုံအဲ့ဒါကိုကျွန်တော် video ဖြစ်ပြောင်းမယ်နော် Okay အဲ့ဒါဆိုကျွန်တော် create ဆိုတာကိုနှိပ်လိုက်မယ်အဲ့ဒါဆိုသူ generate လုပ်နေပြီ Okay အဲ့ဒါဆိုပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဝင်ကြည့်လိုက်ပါတော့ကြည့်လိုက်ပြီဆိုတော့ဒီမှာ loading တော့တက်နေ loading တက်နေဆိုတာတခါကျရင် line မကောင်းဆိုရင်ဒီလို loading တက်နေတတ်တယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးက play မလုပ်ကြည့်ပဲနဲ့ download ဆွဲလိုက်မယ် download ဆွဲပြီးတော့ gallery မှာတစ်ခါတော့ကြည့်လိုက်မယ်အဲ့ download နှိပ်လိုက်မယ်နှိပ်ပြီးတော့ MP4 လား GIF plus ဆိုတာကိုရွေးလိုက်မယ်ဒီမှာ MP4 ကိုရွေးလိုက်မယ် Okay အဲ့ဒါကျွန်တော်တို့ gallery မှာသွားပြီးတော့ play နှိပ်ကြည့်မယ်ပေါ့နော် Okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာချင်းသစ်နဲ့ကြောင်တကောင်လမ်းလျှောက်နေတဲ့ video file တစ်ခုရှာသွားပြီလုံးဝ perfect ပဲလုံးဝ perfect ဖြစ်တယ်နော် AI နဲ့လုပ်ထားတာလေးကအကြောင်းနောက်ကထွက်လာတဲ့ဟာလေးပဲနည်းနည်းလေးလိုသွားသလားလို့ Okay အဲ့ဒါဆိုရင် image to video ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကနေပြီးတော့ text to video ဆိုတာကိုစမ်းကြည့်မယ် text ဒီဘက်ဘေးမှာဒီဘက်ဘေးဆွဲလိုက်ပြီးဒီမှာ text ဆိုတဲ့ T ပုံစံလေးနဲ့ရှိတာနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့စာရေးလိုက်မယ်ပေါ့နော် prompt ရေးပေးမယ်ပါရေးလိုက်မလဲဆိုတော့ငကားတကောင်ကကလေးတွေနဲ့ကစားနေတယ်ဘယ်မှာလဲဆိုတော့ on the beach ကမ်းခြေပေါ်မှာကလေးတွေနဲ့ကစားနေတဲ့ video ပုံစံလုပ်မယ် Okay အဲ့ဆိုရင် video generate လုပ်နေပြီသူဗီဒီယိုလောက်တာမြန်တယ်ရိုင်းကြအချိန်မဆွဲဘူးဟိုဟာလောက်ပဲကြာစက္ကန့်10စက္ကန့်လောက်ပဲစက္ကန့်ဆွတ်ပေါ့အဲ့လောက်ပဲစောင်းလိုက်ရတယ်ဗီဒီယိုတစ်ပုတ် generation လောက်တာ5စက္ကန့်ဗီဒီယို10စက္ကန့်ကျော်တော့စောက်ရတာပေါ့ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ loading တက်နေတာဟာကိုမစောင်းတော့ဘူးdownload ကိုအများလေးကလို့နှိပ်ပြီးတော့ download ဆွဲလိုက်မယ် MP4 ရွေးပြီး download ဆွဲလိုက်မယ်အဲ့ဒါကိုကျွန်တော် gallery မှာပြန်ပြီးတော့ play လုပ်ကြည့်မယ် Okay ဒီမှာဗီဒီယိုလေးရပါပြီဗီဒီယိုကအရန်အကောင်းကြီးတော့ပြောလို့တော့မရဘူးသူကကာတွန်းပုံစံလေးကိုလုပ်ပေးထားတာ prompt ဟိုဟာစာသားကို prompt စာသားကိုနည်းနည်းလေးပြောင်းပြီးတော့ရေးပေးလိုက်ရင်အဲကာတွန်းပုံစံမပေါက်တော့တကယ် realistic ပုံစံဖြစ်သွားမှာအဲ့ဒါဆိုရင်ကျွန်တော်တို့ touch to video ရပြီ touch to video မှာကျွန်တော်တို့ဒီမှာပါလဲဆိုတော့အတန်ဖိုင်ထည့်မလားပေါ့နော်အတန်ဖိုင်ကိုဒီထဲမှာထည့်မလားပေါ့ဒီ video clip ထဲမှာငကိုကျွန်တော်တို့ပြခဲ့တဲ့ခုနချင်းသေးနဲ့ကြောင်နဲ့လမ်းလျှောက်တဲ့ video ရဲ့အခုခုန dragon ကလေးနဲ့ကစားတဲ့ video မှာကျတော့အတန်ဖိုင်မပါဘူးအဲ့တော့အတန်ဖိုင် auto AI နဲ့ထည့်ပေးမလားဆိုပြီးတော့ကျွန်တော်ဒီမှာအတန်ဖိုင်ရွေးပေးမယ် audio ဆိုတဲ့ဟာကိုမှကျွန်တော် off လုပ်ထားတာဒီမှာ audio ကို clip ချင်းနေပြီးတော့ off လုပ်ထားတာကို on လုပ်ပေးလိုက်မယ်ပြီးတော့သူက multi shot လားလို့မေးတယ် multi shot ဆိုတော့ဒီမှာဒီဟာလေးဝင်းလေးပုံစံလေးကင်မရာပုံစံလေးအဲ့ကောင်လေးကို clip နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့အမှရွေးလို့ရတယ်ပုံသေးတစ်ခုတည်း shot တစ်ခုတည်းကိုအတိုင်းသွားနေမလားဒါမှမဟုတ်တပိတ် angle တွေပေါ့ angle အမျိုးမျိုးကနေပြီးတော့ရိုက်ပြီးတော့ video လုပ်မလားဆိုတာကိုရွေးရမှာအဲ့တော့ကျွန်တော်တို့ဒီမှာ on ဆိုတော့ချက်ရွေးပေးလိုက်မယ်ရွေးပေးပြီးတော့စမ်းကြည့်လိုက်မယ်ပေါ့နော်ခုန video ပဲကျွန်တော်ထပ်ပြီး generate လုပ်လိုက်မယ်ဒါပေမဲ့ဒီတစ်ခါကြာရင်တော့ तू က prompt ကတူတူပဲဒါပေမဲ့အဲ့ခုန video ပုံစံထွက်မှာမဟုတ်တော့တခြား video ပုံစံထွက်သွားလိမ့်မယ်ဟို short တွေ multi shot ကိုလည်းရွေးထားတယ်ခုန sound ကိုလည်းဟိုလုပ်ထားတော့ asset fade တွေပဲထည့်ထားတယ်ဆိုတော့ video ကတူချင်မှတူမှာအဲ့ဆိုရင်ကျွန်တော်တို့ create လုပ်လိုက်ပါနော် Okay အဲ့ဆိုကို create လုပ်နေတယ်ရသွားပြီဆိုရင်ကျွန်တော်တို့က play မလုပ်တော့ဘူးတခါ download ဆွဲပြီးတော့ gallery မှာပဲကြည့်မယ် Look how big and friendly it is. ဒီမှာဗာလဲဆိုတော့ तू က play လုပ်ကြည့်တဲ့အခါဒီမှာနည်းနည်းလေးလွဲနေတာတော့ရှိတယ်ဒါပေမဲ့ prompt တေချာလေးကောင်းကောင်းရေးပေးနိုင်တယ်ဆိုရင်ဒါပို့ပြီးတော့ရုပ်ထွက်ပိုကောင်းလာမယ်ငါကရုပ်ထွက်ပိုကောင်းအောင်ဆိုပြီးကျွန်တော်ဒီမှာ HD ဆိုတာလေးကိုရွေးပြီးတော့ generate လုပ်လို့ရတယ် तू ကရုပ်ထွက်ပထမဆုံးစလာချိန်မှာ तू ကဝုန်းနည်းနည်းတော့ဝါတယ် HD ဆိုတဲ့ဟာလေးကိုကျွန်တော်ရွေးလိုက်ပြီးဆိုရင် तू credit ဆိုတာဟာပေးရတယ်အပေါ်မှာကျွန်တော် point ရှိရလေဆိုတော့ကျွန်တော်အရင်ကရစုခဲ့တဲ့ point အဲ point ပို့ကုန်မယ်ဒီတိုင်းအမှုံဆိုရင်နည်းနည်းရိုးတန်းကြိုကြည့်ပြရတာဆိုရင်မကုန်နည်းနည်းပို့ကြည့်အောင်လုပ်ချင်တဲ့ point နည်းနည်းတော့credit နည်းနည်းတော့ကုန်မယ် Okay အဲခုန quality နည်းနည်းပြန်မြင့်လာတဲ့ video ကိုပြန် play လုပ်ကြည့်လိုက်မယ်ကျွန်တော်တို့ download တခါဆွဲပြီးတော့ gallery မှာတော့ကြည့်လိုက်မယ် Look how big. Okay အဲဆိုရင်အခု video quality ကနည်းနည်းတော့ကြည်သွားပြီပေါ့နော်ဒါဆိုရင်အခု image to video ပြီးသွားပြီဓာတ်ပုံထည့်ပြီးတော့ video လုပ်တာပြီးသွားပြီစာသားကနေပြီးတော့ video လုပ်တာပြီးသွားပြီအဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကအခုဟောသုံးမယ် transition ဆိုတာကိုသုံးမယ် transition ဆိုတဲ့ tab လေးရှိတယ် touch ဘာလို့ညာတို့ပေးနာမှာ transition ဆိုတာရှိတယ်
transition ကဘာလဲဆိုတော့ကျွန်တော်တို့ငကိုပုံရှိတဲ့ဟာကိုနောက်စတိုင်တစ်ခုကိုပြောမစ seamless ပြောင်းတာချက်ချင်းအလိုဒုံးနဲ့ပြောင်းရတာမဟုတ်ဘူးစာလေးမိမိလေးဖိဖိလေးကနေပြောင်းမှာ transition ဆိုတာအဲ့လိုပုံစံလေးအဲ့ဒါလေးကိုကျွန်တော်အခုထည့်မယ်အဲ့တော့ကျွန်တော်ကအဲ့ဒါကိုဓာတ်ပုံနှစ်ခုလိုတယ်ပထမတစ်ခုကငကို original ပုံနောက်တစ်ခုကဘယ်လိုပုံစံပြောင်းရင်လည်းပြောင်းရင်တဲ့ပုံတစ်ခုထည့်ပေးရမယ်အဲ့တော့ကျွန်တော်တို့ image ကို generate လုပ်ဖို့ဆိုရင် Gemini ကိုတွားလိုက်မယ် Gemini Nano Banana စီကနေပြီးတော့image generate လုပ်မယ်အဲ့တော့ကျွန်တော်တို့ Gemini ကိုတွားလိုက်မယ် Gemini ကိုတွားပြီးသွားရင်ဆိုရင် original ပုံ upload တင်မယ်ကျွန်တော်ဒီမှာ Captain America ပုံလေးရှိတယ်အဲ့ဒါလေးကျွန်တော်ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်လိုချင်တဲ့ style ပေါ့လိုချင်တဲ့ style ကျွန်တော်ဒီမှာ comic style ဖန်တီးနေတာ setting ပုံစံရှိတယ် setting ပုံစံလေးကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာ Nano Banana ဆိုတာဟာ image ဟိုဟာ create image ဆိုတာဟာလေအဲ့ဒါကိုရွေးပြီးလိုက်မယ်ရွေးပြီးသွားဆိုရင်ဒီကောင် comic style ပုံစံပြောင်းခြင်းလို့ turn this image into comic style ပေါ့โอเคအဲ့ဆိုကျွန်တော်တို့ဒီမှာ comic style image လေးရသွားတယ်ဓာတ်ပုံလေးရသွားပြီဆိုရင်ကျွန်တော်တို့အဲ့ဒီဓာတ်ပုံနှစ်ခုလို့ခုန original ပုံရယ်အခုပြောင်းထားတဲ့ပုံရယ်နှစ်ခုလုံးကိုခုန Pixbus မှာပြန်ထည့်မယ် Pixbus application တွေကိုသွားမယ်သွားပြီးမှ transition ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်ပြီးသွားပြီဆိုရင်ဟို first photo နဲ့ second photo ဟိုဟာ last photo ဆိုနှစ်ခုရှိတယ် first photo last photo ဆိုပြီးတော့ first photo မှာ original ပုံလုပ်မယ်နောက်ပြီးတော့ခုန comic style ပြောင်းထားတဲ့ photo ဒီထဲမှာထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုရင်ပုံနှစ်ခုလုံး upload တင်ပြီးသွားပြီဆိုရင် transform into comic style ဆိုပြီးတော့ရေးပေးလိုက်မယ်ရေးပြီးသွားပြီဆိုရင်ကျွန်တော် create နှိပ်လိုက်မယ်ခါတိုင်းလိုပဲကျွန်တော်တို့ video ကို play မလုပ်တော့ဘူးတခါ download ဆွဲမယ် gallery မှာတွားကြည့်မယ် okay ကျွန်တော်တို့ဒီမှာ gallery မှာတွားဖွင့်လိုက်တော့မိုက်တယ်နော်သူ comic style ပုံစံရုပ်ကို original image ကို comic style ပုံစံလေးပြောင်းသွားတာ okay အဲ့ဒါပြီးသွားဆိုရင် fusion ကြတော့ဘယ်လိုပုံစံသုံးရလဲဆိုတော့အခုဒီ character တစ်ခုရှိတယ်ဓာတ်ပုံထဲက character တစ်ခုရှိရဆိုရင်အဲ့ character ကိုနောက် location တစ်နေရာမှာတွားပြီးတော့ထည့်လိုက်တာအခုကျွန်တော်ဒီမှာ Captain America ကိုမြန်မာနိုင်ငံကဈေးတစ်ခုမှာတွားထည့်လိုက်မယ်လမ်းလျှောက်နေတဲ့ပုံစံဖန်တီးနေတာအဲ့တော့ကျွန်တော် Captain America နဲ့ Captain America ခုနပုံရှိတယ်အဲ့ဒါနဲ့ဈေးကိုကြတော့ကျွန်တော် Google မှာဓာတ်ပုံရှာလိုက်မြန်မာ bazaar ဆိုပြီးတော့ရှာလိုက်ပြီးဆိုရင်အဲ့မှာဈေးပုံစံလေးရှိလိုက်မှာတစ်ခုမှတစ်ခုပေါ့ကိုလိုချင်တဲ့ location တစ်ခုလည်းယူထည့်လို့ရတယ်ပုံတစ်ခုရပြီဆိုရင်ဒီမှာသူကအောက်မှာ pick 1 pick 2ဆိုရှိတယ် pick 1 pick 2ဆိုပြီးတော့ရှိတယ်အဲ့တော့ pick 1ကို pick 2ထဲမှာထည့်မှာပထမတစ်ပုံ Captain America ပုံကိုဒီဈေးဆိုတဲ့ pick 2မှာထည့်မှာအဲ့တော့ဘာလောက်ခိုင်းစီခြင်းနဲ့ action ကိုရွေးမယ်ဆိုရင်ကျွန်တော်ဈေးထဲမှာလမ်းလျှောက်နေတယ်ပဲထားပါတော့ခုနချင်းသေးလမ်းလျှောက်သလိုပဲသူလည်းဈေးထဲမှာလမ်းလျှောက်နေတယ်ပဲထည့်လိုက်မယ်နော်အဲ့တော့ pick 1 character walking in pick 2ဆိုပြီးတော့ရေးပေးလိုက်မယ်အဲ့ဒါပြီးသွားရင် create နှိပ်ပေးလိုက်မယ် video generate လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာခုနအတိုင်းပဲ download လုပ်မယ် download လုပ်ပြီး gallery မှာတော့ဖွင့်မယ် play လုပ်ကြည့်လိုက်မယ် okay အဲ့ဆိုကျွန်တော်ဒီမှာရသွားပြီ lighting တွေဘာတွေကတော်တော်လေးကောင်းတယ်အဲ့ဒါက fusion ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကြည့်ရမှာ H10 ကဘာလဲဆိုတော့ခုန9 second video ခုန Captain America ဟာ9 second ပဲကြာတယ်လမ်းလျှောက်တာအဲ့တော့လမ်းလျှောက်တာကိုထပ်ပြီးတော့နောက်တော့9 second ထပ်ကြအောင်လှုပ်ရှင်းနေဆိုရင်ဒီ H10 ဆိုတာကိုသုံးလို့ရတယ်သူက default အနေနဲ့ကတော့ video တစ်ပုဒ်ကို9 second ထိပဲရတယ်အဲ့ဒါကိုကွာထပ်ပြီးတော့ထပ်တိုးကျင်နေဆိုရင်ဒီ H10 ဆိုတဲ့ဟာကိုရွေးပြီးတော့ generate လုပ်ပေးရမယ် okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ H10 ဆိုတဲ့နေရာမှာခုန Captain America video ကို upload တင်လိုက်မယ်ထပ်ပြီးတော့ H10 လုပ်ရမှာပေါ့ H10 လုပ်တဲ့ဟာကိုဒီမှာ prompt ရေးပေးလိုက်မယ် turn into a street ဆိုပြီးရေးလိုက်မယ် okay အဲ့ဒါ generate လုပ်ကြည့်လိုက်မယ် generate လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ play လုပ်ကြည့်လိုက်မယ်ခုနလိုပဲ download ဆွဲ gallery ထဲမှာသွားပြီး play လုပ်လိုက်တော့10 second ကြီးရသွားပြီเนาะနောက်တော့5 second ထပ်တိုးသွားပြီဟုတ်ပြီဒါ H10 ကိုဘယ်လိုတော့အောင်လဲပြောတာအဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီမှာ template တွေအများကြီးရှိတယ် template တွေတစ်ခုချင်းစီယူသုံးကြည့်လို့ရတယ်ပြီးတော့ဒီမှာ agent ဆိုတာရှိတယ် template နဲ့ agent နဲ့အများကြီးကွာတော့မဟုတ်ဘူးဒါပေမဲ့ template ကြတော့သူ prompt ရေးထားတဲ့ဟာလေးအဲ့ prompt ရေးထားတဲ့ဟာကိုပဲသူကအလုပ်လုပ်မှာ agent ကြတော့ prompt ရေးထားတဲ့ဟာကိုလုပ်ပြီးတော့ထပ်ပြီးအဲ့ဒီမှာ changes လုပ်ကြည့်လို့နေဆိုရင်တခါတည်း agent ကိုဒါလေး change ပေးပါဆိုပြီးတော့ခိုင်းလိုက်ပြီဆိုရင်အဲ့ဒီမှာနေတော့ပြောင်းပြီးသွားတော့ chatting ပုံစံလေးနဲ့သွားတဲ့ agent ကြတော့ template ကြတော့တစ်ခါသုံးပြီးသွားရင်ဆိုရင်ပြန်ပြင်လို့မရဘူးသူက agent ကြတော့ကိုယ့်ရဲ့ဓာတ်ပုံကို upload လုပ်ပြီးတော့ video generate လုပ်ပြီးသွားရင်ဆိုရင်အဲ့ကြားထဲမှာနည်းနည်းပြောင်းမယ်ဟိုဟာလေးဒီနည်းနည်းပြောင်းမယ်မျက်နှာလေးနည်းနည်းပြောင်းမယ်ဘာညာသိရမလားအဲ့လိုဟာဆိုရင် agent ပြောင်းပေးတယ်ကျွန်တော်ဒီမှာ line ဟိုဟာမယ်ဖြစ်လို့ကျွန်တော်ဒီမှာ agent ဟာတော့ကျွန်တော်မလုပ်ပြတော့ဘူးဟိုဟာကိုတော့စမ်းကြည့်ပေါ့နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အခုဒါအင်္ဂလိပ်စာနဲ့ prompt ရေးပြီးတော့ဟိုလုပ်ပေးရတာတကယ်လို့အင်္ဂလိပ်စာဘယ်လို prompt ရေးရမလဲအင်္ဂလိပ်လိုဘယ်လို prompt ရေးရမလဲမသိဘူးဆိုရင်ကျွန်တော်မြန်မာလိုမေးလို့ရတယ်ဒီထဲမှာမြန်မာလိုမေးလို့ရတာတော့မဟုတ်ဘူးGemini ဖြစ်ဖြစ် ChatGPT ဖြစ်ဖြစ်အဲ့မှာသွားပြီးတော့ prompt ရေးခိုင်းလို့ရတယ်ကိုလိုချင်တဲ့ style ကို prompt ရေးခိုင်းလို့ရတယ်အခုကျွန်တော်က ChatGPT မှာသွားမေးလိုက်ပေါ့နော် Gemini သုံးလို့ရတယ် Gemini မသုံးပြီးဘာလို့ ChatGPT သုံးလို့ ChatGPT ကြတော့ဒီ prompt ပိုင်းမှာကြတော့ ChatGPT ကနည်းနည်းပိုကောင်းတယ်လို့ပြောလို့ရတယ်
အဲ့တော့ကျွန်တော် ChatGPT တွေကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော် prompt ရေးခိုင်းမယ် write prompt for this ဘာအတွက်လဲဆိုတာကိုကျွန်တော်မြန်မာလိုပဲရေးလိုက်တော့မယ်နော်ဝေလာငါးတကောင်ရေထဲကနေခုန်တက်လာဆိုပြီးတော့ပေးလိုက်မယ်မြန်မာလိုပဲရေးပေးလိုက်မယ်အဲ့တော့သူ generate လုပ်ပေးလိုက်မယ်ဝေလာငါးတကောင်ရေထဲကနေခုန်တက်လာတဲ့ပုံစံလေးကိုဘယ်နှစက္ကန့်လဲဆိုတော့ကျွန်တော်ရေးပေးလိုက်မယ်ဘာလို့ဆိုတော့ခုနဟာ5စက္ကန့်ပဲရတယ်5စက္ကန့်ပဲရမယ်အခုနဗီဒီယိုတွေကထပ်ပြီး extend လုပ်ချင်ရင်တော့ကိုမှ creation ရှိသလောက်ထပ်ပြီး extend လုပ်လို့ရတယ် okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ5 second video အတွက် prompt ရေးလိုက်မယ်သူ generate လုပ်နေပြီ generate လုပ်ပြီးတော့ရတဲ့ prompt ကို Pixmas မှာပြန်သွားထည့်မယ် text to video ပြန်သွားထည့်ပြီး generate လုပ်လိုက်ပြီဆိုရင် okay ရပါပြီအဲ့ဒါကို download ဆွဲလိုက်မယ် gallery မှာတော့ကြည့်မယ် okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာရပါပြီဝေလာငါတကောင်ရေထဲကနေခုန်ထွက်လာတဲ့ပုံစံလေးအဲ့တော့အင်္ဂလိပ်လိုနားမလဲဘူးဟောမဖြစ်ဘူးဆိုရင်လည်းမြန်မာလိုစာသားရေးပြီး write prompt for this ဆိုပြီးတော့ ChatGPT မှာရေးလိုက်ရေးပြီးတော့မြန်မာလိုကိုလိုချင်တဲ့ဟာကိုစာသားကိုရေးချပြီးသွားပြီဆိုရင် prompt လေးပေါ်လာလိုက်မယ်ဘယ်လိုလုပ်ရမလဲဆိုတော့သူ prompt လေးပေါ်လာလိုက်မယ်အဲ့ဒီမှာမှနည်းနည်းပါပြောင်းလို့ရတယ်ပေါ့နော်အဲ့ဒီမှာအပြောင်းလဲနေလို့ချင်တယ်ဆိုရင် prompt နည်းနည်းလေးပြောင်းပေါ့ဝေလာငါဘယ်လိုပုံစံခုံရမလဲဆိုတာလေးဗာလေးညာလေးကိုပြန်ပြောင်းပေးလို့ရတယ်ဒါကို ChatGPT မှာပဲဘယ်လိုလေးပြောင်းပေးပါ prompt ပြောင်းရေးပေးပါဆိုမြန်မာလိုမေးလိုက်ဆိုလဲသူလည်းရတယ်ဟုတ်ပြီနော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီ credit တွေပေါ့ credit တွေကိုဘယ်လို free ရအောင်ယူမလဲပေါ့နော် free ရအောင်ယူဖို့ကျွန်တော်အရင်ကပြောခဲ့သလိုပဲဒီမှာ share video share လုပ်တာတို့ဒါမှမဟုတ် post တင်တာတို့ကို video လုပ်ပြီးသားဟာကို post တင်ပေးတာတို့နောက်တစ်ခုကကြော်ညာပေါ့ကြော်ညာတွေကြည့်ပေးတာတရက်ကိုသူက3ခါလား2ခါလားမသိရပထမဆုံးစဖွင့်တဲ့လူတွေကတော့2ခါလားမသိကြော်ညာတရက်ကိုကြည့်ခွင့်ရအဲ့လိုကြော်ညာကြည့်ပေးတဲ့ဆိုရင်30 point ရတယ်ပေါ့နော်30 point နှစ်ကြိမ်ရမယ်ဗီဒီယိုဒီတိုင်းပုံမှန်ထုတ်မယ်ဆိုရင်တော့9ပုတ်လောက်တော့ရတာပေါ့9စက္ကန့်ဗီဒီယို9ပုတ်6ပုတ်လောက်တော့ရပါမယ်ဟုတ်ပြီအဲ့ဆိုရင်ဒီ credit တွေကိုထပ်ပြီးတော့ free ဘယ်လိုယူမလဲဆိုတော့ refer လုပ်လို့ရတယ်ပေါ့နော်တကယ်ချင်းတွေကို join ဖို့ပေါ့ကိုယ့်ရဲ့ referral code လေးကို join ပြီးတော့ဒီ application ကိုသုံးဖို့ပေါ့ညွှန်းလို့ရတယ်ပေါ့နော်ညွှန်းပြီးတော့ credit တွေစုလို့ရတယ်ဒီ referral code ကိုသုံးပြီးတော့တကယ်ချင်းတွေ invite လုပ်ပြီးတော့ free credit တွေရှာတဲ့ဟာကိုကျွန်တော် comment မှာ Telegram link ချပေးထားမယ်အဲ့ကနေပဲကျွန်တော်တင်ပေးထားလိုက်မယ်ဒီမှာအဲ့ဒီ free credit တွေရှာတာတွေဘာတွေကိုတင်လို့မရဘူးအဲ့ဒါတွေကြတော့နော်အဲ့တော့ Telegram link ချပေးထားမယ် group link ချပေးထားမယ်အဲ့ကနေပြီးတော့ join ပြီးတော့ဘယ်လိုလုပ်ကြလဲဆိုတော့ကျွန်တော်အဲ့မှာတင်ပေးထားမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ဒီ video ကြိုက်တယ်ဆိုရင် like ကိုတက်အသုံးဝင်တဲ့ကိုတငယ်ချင်းတွေစီတဲ့အသုံးဝင်မယ်လို့ထင်နေဆိုရင်တော့ video share ခဲ့လိုက်နိပညာနဲ့ပတ်သက်တဲ့ video တွေဒီ AI အကြောင်းတွေ AI free ရတဲ့ဟာလေးတွေ sub improvement တွေ business tips တွေနောက်ပြီး how to content တွေအဲ့လိုဟာတွေအကုန်လုံးသိချင်နေဆိုရင်တော့ကျွန်တော်တို့ channel ကိုမမေ့ဘဲနဲ့ subscribe လုပ်ခဲ့ပေးပါAnd the last one word this is zero limit no limit to learn Tata bye bye